ကဲအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Tiny Business Server ထဲမှာကျွန်တော်ဒီနောက်ွယ်မှာပေါ့နော်ကျွန်တော်ဒီ server ကိုပို့ပြီးတော့ကောင်းအောင်ကျွန်တော်ဘယ်လိုလုပ်နေရဆိုတဲ့ဥစ္စာလေးကိုလိုက်ပြပါအောင်ပေါ့ဆိုတော့ဒီထဲမှာကျွန်တော်ထပ်ထည့်ထားတဲ့ဥစ္စာလေးရှိတယ်အဲ့ဒီထဲမှာကျွန်တော်ဒီနေ့သွားကြည့်မယ့်အရာကကျွန်တော်သုံးသပ်လိုက်ပေါ့ဒီ M character ရဲ့ပေါ့နော်ဒီ creation လေးတွေကျွန်တော်ဒီထဲမှာထည့်ထားတာရှိပါတယ်အဲ့ထည့်ထားတဲ့ဥစ္စာတွေမှာကျွန်တော်တော့တခါမှနေအောင်လားအဲ့ထည့်ထားတဲ့အထက်မှာကျွန်တော်တခါမှသွားမကြည့်ဘူးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါက caraway ပဲဖြစ်ပါတယ်ကဲအဲ့ caraway ကိုကျွန်တော်အခုစာပါထဲမှာထည့်ထားပါတယ်ကဲကျွန်တော်ရဲ့အတူတူ ice skin နဲ့ white jet နဲ့ကျွန်တော်၃ယောက်အတူတွားကြည့်ပါဖြစ်ပါတယ်ခင်ဗျာ Hello ice skin Hello မင်္ဂလာပါ white jet Hello အားလုံးမင်္ဂလာပါ Hey let's go ငါတို့တွားကြမယ်ဟေ့ Let's go အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုကကိုရံပြီးရဲ့ဟိုတိုင်းနေစက်သားပါလေးရောက်နေပေါ့နော်သူကကျွန်တော်တို့ကရဝိုင်းလိုက်ပြမယ်ပြောဗျာအားကြောင့်မလို့ကျွန်တော်လည်းလာပေါ့ကျွန်တော်အပြင်မှာလည်းမရောက်ဘူးဆိုတော့ကရဝိုင်းကြဘလို့ရှိတယ်ဆိုတော့ကျွန်တော်သွားကြည့်မှဖြစ်ပါလေအားလုံးပဲ let's go သွားကြအောင် ကဲအရင်ဆုံးငါတို့ဒီဘက်တောင်ထိပ်ဘက်ကိုအရင်သွားကြည့်မယ်ကွာ ဟုတ်ပြီ တောင်ပေါ်သွားလိုက်ရင်တော့ဒီမှာကျွန်တော်ရဲ့ Tiny Business ဆိုတဲ့စာနဲ့ရေးထားတဲ့ဒီတောင်ကြီးရှိတယ်ပေါ့နော်ဒီတောင်ကြီးကနေပြီးတော့ကျွန်တော်ဖျက်ကျော်လိုက်မယ်ဆိုတော့ကဲဒီမှာအားလုံးသိရတဲ့အတိုင်းပဲကျွန်တော်ရင်တော့ Wolf SM မှာကျွန်တော်ဆောက်ခဲ့ဦးတဲ့အတိတ်တွေအောင်သတိရပါတယ်ဗျာကျွန်တော်စာပါထဲမှာဆောက်ရင်းနဲ့ဒီမှာ M character ရဲ့ဖျားကြီးတွေထည့်ပြီးတော့ဒီဖျားမှာကျွန်တော်သွားပြီးတော့သွားချေးရပေါ့နော်ရှူကင်းအလှကြီးအဲ့လိုမျိုးကြီးကြည်ရင်းနဲ့ပေါ့နော်ကျွန်တော်အဲ့ဒီ moment တွေကကျွန်တော်ပြန်လည်းသတိရသွားစေတယ်ဗျာ ကျွန်တော်ကတော့ video ကြည့်ဖို့ရင်ကုန်နေပါပြီ။ဘာလို့ဘယ်လိုလဲ။ကျွန်တော်ရဲ့တူလိုက်ကြည့်မလား။ Let's go သွားကြရအောင်။ဒါဘာဖြစ်ရလဲတော့မသိဘူး။ဒီဟောင်းနောက်မှလာကြည့်အောင်ကျွန်တော်အခုသွားမှကတော့ဆိုတခြားအရာတော့မနေသေးဘူးနော်။နောက်ထပ် episode ဒီကြောင်းပါပဲကျွန်တော်နောက်ထပ်ဖင်နေရနေရာသွားနေကြတာပေါ့။အခုတော့ဟိုဘက်ကိုသွားလိုက်။ကတော့ video မြင်ရပြီ။ဟုတ်ရှင်းမိုက်နော်။လမ်းသားရွေးဒါပေါက်ကလည်းပေါက်ပြောက် လာဒီတော့ကူကိုမြင် နောက်နေဟဲ့ဒီမှာ landing area အားရအဲ့ ဒီနောက်တက်မှာနောက်ပေါက် နောက်ဘက်ကနေကြာပါ ချက် ကိုယ်မျိုးကအရင်ရောက်ပြီးကျွန်တော်ဆောင်းနေတော့ကျွန်တော်လည်းအခုမှရောက်ရတော့let's go သွားကြစို့ ညအဲ့လိုကြီးရပေါက်ကပြောက်ပြတယ်နော် Okay ကဲအဲ့တော့ကျွန်တော်အခုပဲသွားပြီးတော့ caraway ထဲကိုသွားကြည့်ကြမှာဖြစ်ပါတယ် let's go အဲ့ဒါပိတ်ထားတာ what ဘာရေးထား ဒီအလဲကသွားတယ်အများထိုးထားတာအလဲကတကားဖွင့်သွား ပြန်သိချင်တယ်ကဲကြည့် Wi-Fi ရဲ့အကြောင်းမှချုပ်တယ် လာရချောမှာလား စားမယ်တောင်းမယ်ကဲညတော့ဒါကျွန်တော်တောသားရင်းနှစ်ယောက်ကိုကျွန်တော် caraway လိုက်ပြနေတာဖြစ်ပါတယ် မရဘူးလိုတာပေါ့ကွာ ဒီဘက်ကတော့တရဘူးစောင်းလိုက်တောသားလေးဖြစ်ပြီးတော့ဟိုရှိကတော့အပြောက်ကြားနဲ့တောသားလေးပဲဖြစ်ပါတယ်တောင်းမယ် caraway တောင်းမယ်လာ caraway ထဲမှာပါရှိတယ်ကျွန်တော်ကြည့်တယ် ဝါဆော့ဆော်ကြီးဝင်လိုက်ချင်းပါလေနော်အထဲမှာဆိုတော့လုံးဝနန်းတော်လေးရောက်တော့လို့ခံလိုက်ရတယ်ကျွန်တော်ကတော့ပြင်လာလည်းမရောက်ဘူးဆိုတော့အထဲမှာဘယ်လိုပုံလဲရှိရတော့မသိဒါပေမဲ့ဒီဖက်ကြီးရတကယ်မိုက်တယ်ရှယ်လေ အရမ်းမိုက်တယ် I'm quite Christian as well တော့ငကြက် ဒါတကယ်9 plus ပဲနော်ရှယ်ကြီးဟိုလိုတွေတော့ဘယ်တော့မှမသိတော့တနည်းလုံးအဆုံးနိုင်တယ်ဆိုတော့ ဆောက်ထားရ always fine ဗျာ ဟောဒီဘက်တက်လို့မရဘူးလေဒီနားနေကြည့်စီးနေ အဲ့ဘာလို့ကိုစူးစမ်းနေကြရလဲဒါဒီဘောတက်ရမှာမဟုတ်ဘူးဒါတက်ရတဲ့ဥစ္စာမဟုတ်ဘူး လဲလျှော့မှာဟုတ်တယ် လိုလေးကြည့်ပြီးတော့ဒိုးရမှာနော် အခုမှဟိုပါကလေတော်သားမျိုးရောက်ဆိုလိုက်ကြည့် အဲ့ကြောင့်ပြောပါရေတောသားလေးလိုက်ပို့တာပါလို့
လိုတယ်ကွာ ဒီဘောတက်လို့ရ ဒီထဲ တယ် မှာ ဒီဘောတက် နိုင် လို့ရ ပါနည်းနည်းဥတက်လိုက်တော့ကာဝေးကြီးအရင်မိုက်တယ်ရော မိုက်မိုက် ဆိုတော့စောက်ထားတာကြီး share offer ဝါတော့မိုက်တယ်နော် တို့ရောက်နေရတော့ ခရအရှိရတော့ကူမှအတီးကြီးနဲ့ တပုံရိုက်လိုက်ပြီးတော့ အတီးလေးတာချွေအောင်လေးဆိုပို့ပြီးတော့မိုက်သွားမှာနော်ပုံအဲ့လိုမျိုးပုံထဲမှာတော့တွေ့ပြီးချွေအောင်လားမသိပါဘူးဘလို့ဖြစ်နော်ဆောင်းရင်းလှ ဟုတ်တော့တယ်ဝါတော့ ဝါ တယ် ဟုတ်လား ကျွန်တော်တို့ဒီတော်ကြီးနဲ့တောင်းရကြီးရဲ့ဆံမှာတော့ကျွန်တော်တို့နောက်ဆက်တနည်းရောက်တော့ဖို့အတွက်ဆိုပြီးတော့သုံးချက်လိုက်ပြီးအဲ့ဒါတော့ပြင်နေရပြင်တယ်ကျွန်တော်ဒီ like ကြည့်လိုက် တယ်နော်တောင်းရတယ်ဆိုအင်းလေးတော့ရအောင် အင်းတောင်ရဟုတ်ပါတယ်ဒါတော့ကြားလိုက်တဲ့အတိုင်းကျွန်တော်အင်းလေးကိုတောင်းပါပြီဆိုတော့ကျွန်တော်လည်းဒီအင်းလေးကို like ကြည့်လိုက်အောင် let's go ဝါဒီအများကြီးအင်းလေးဆိုတဲ့အတိုင်းကျွန်တော်တို့အင်းလေးကအရင်ရောက်ချင်းပါပဲကျွန်တော်အရင်ကပြေးလိုက်ရအချိန်ရလှည့်ပြီးပဲဖြစ်ပါတယ်ဟုတ်ပါကျွန်တော်အင်းလေးမှာကုန်းလမ်းမရှိတဲ့အတွက်ကျွန်တော်ဒီနန်းနဲ့ပဲသုံးပြရတဲ့အတွက်ကျွန်တော်တို့မှာပြည်အများကြီးဒါပေမဲ့ဆိုတာကျွန်တော်တို့ကဒီလိုတကယ်မောင်းလို့မရဘူးပေါ့နော် ဒီလေးမက်လေးကိုပြီးတဲ့ပြင်းနေအောင်လည်းကျေးဇူးတင်ပါတယ် ကျွန်တော်ထင်တာကတော့ဒီအင်းလေးကိုတောက်ပြီးရလို့ပြီးရင်ဆိုတဲ့လူလို့ပြောရတယ်သူကလည်းတကယ်တော့နော်အိမ်ဆောက်တာသူဒီအကျယ်ကြီးတစ်ခုလုံးဆောက်နိုင်တယ်ဆိုတာတော့တကယ်လုံးဝဘယ်လိုပြောအောင်လဲပေါ့နော်မို့ဒီ Minecraft ကိုတော်တော်ကြီးချင်းနေလို့လူဖြစ်နေတယ်ဗျမြန်မာနိုင်ငံရဲ့အဓိကနေရာကြီးတစ်ခုတော့ Minecraft နဲ့မချပြတယ်ဆိုတော့တကယ်သူယူဖို့ကောင်းပါရဲ့ဒီကတခါကြီးကနော်ဆောင်းရမ်းမိုက်မိုးချုပ်လာပြီဆိုတော့အရောင်လေးကတော့ပူပြီးတော့တောက်လာဘယ်လိုခံစားရတယ်ဗျဒါတော့အင်းလေးမှာတကယ်ကြီးတဲ့တရားလာတမ်းမဟုတ်ပို့ပြီးတော့ဒီနေရာကြီးကိုလှတော့လို့ထည့်ထားတာတော့ကျွန်တော်လည်းမသိဘူးအတိုင်းပဲညဖိုင်းနေဗျာ အကုန်မြူထား ဘုံကအကြောင်လေးကဟိုးစိတ်တော့ကွာချပြီးတော့သူတမျိုးတစ်ခုလေးကြားရတယ်ပေါ့ ကျွန်တော်ဗီဒီယိုအဲ့တော့အဲ့ဒါဗီဒီယိုလေးကရှင်းနေပြီးတော့ကျွန်တော်ဒီဗီဒီယိုဒီနားမှာပဲဆက်လိုက်တော့မယ်ဗျနောက်တဲ့ဗီဒီယိုတွေမှာတော့ကျွန်တော်ကဘယ်လိုပြောမလဲနော်ကျွန်တော်ရဲ့စာအုပ်မှာ survey တွေလည်းကျွန်တော်တင်တော့ပါဗျကျွန်တော်ဒီအခုဟာကျတော့tiny visit SMB မှာကျွန်တော်လည်းမတိလို့လိုက်ပြီးတော့ဒါကြည့်ရပါတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျအားလုံးပဲပတ်မှန်ပါအားလုံးပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မှာဖြစ်ပါတယ်ခင်ဗျကဲအားလုံးပဲနှုတ်ဆက်ပါတယ်ကဲနှုတ်ဆက်လိုက်ပါအောင် ice cream jack အားလုံးပဲပတ်မှန် အားလုံးပဲဘာမှမပါနောက်မှတွေ့ပါမယ် okay bye bye everybody